ဒီနေ့မြောက်ဝေသင်ခန်းစာလေးကတော့ကျွန်တော်တို့မာတီမီတာအင်တာလော့မီတာလေးဖြစ်ပါတယ်မနေ့ကသင်ခန်းစာမှာကျွန်တော်ဒီဘိုး AC ဘိုးနဲ့အုံးကိုတိုင်းပြတာလေးဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြဆွေးနွေးသွားမယ့်အရာကတော့ကျွန်တော်ဒီ DC ဘိုးဖြစ်ပါတယ် DC ဘိုးကိုကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ် DC ဘိုးတိုင်းတဲ့အခါမှာကျွန်တော်ဒီဘက်ချမ်းမှာရှိတဲ့ဒီဘက်ချမ်းမှာဆိုကျွန်တော်ဒီချမ်းမှာရှိတာဒီကျွန်တော်ဒီ DC ဘိုင်းဖြစ်ပါတယ် DC မှာဆိုတော့1000 250 50 2.5 ဘိုး 0.5 ဘိုး 0.4 အဲ့ဒါဒီကျွန်တော်တို့ဒီကဒီ DC ဘိုးဖြစ်ပါတယ် DC ဘိုးတိုင်းတဲ့အခါမှာကျွန်တော်ဒီ slider switch ကိုတွားပါဒီမှာဥမာဆိုပါတော့တမ်ထားမှာကဟို10ဘိုးတော့တိုင်းမယ်1000 skip ပြရင်တော့မမှန်ပါဘူး1000ဘိုးတိုင်းမယ်ဆိုရင်50လောက်တိုင်းမှာမှန်ပါတယ်အဲ့ချိန်မှာ10ဘိုးထားရင်တော့တက်ချင်တဲ့တက်မယ်ဥမာဆိုအဲ့ဘယ်ဒီကအားရှိနေလဲအပေါ်များရင်များသွားမယ်နဲလည်းနဲမယ်ဒါကြောင့်ကျွန်တော်ဒီ10 skip ထားမယ်ဆိုဒီမှာကျွန်တော်ဒီကောင်ဒီ 2.5 ထားရင်တော့ဘလို့မှမပြတော့ဘူးဖြစ်ပါတယ်အားလုံးရှင်းပါတယ်နော်ဒါဒီကဒီ DC ဘိုးမှန်တိုင်းမှာက DC ဘိုးတိုင်းမှာ DC ဘိုးကိုတော့ slider ရွှေ့ပြီးတော့ AC ကိုထည့်ရင်တော့မီတာပြည့်စုံတော့မှာဖြစ်ပါတယ်ဒါဒီ DC ဘိုးတိုင်းတာနေဖြစ်ပါတယ်အားလုံးရှင်းပါတယ်နော်ပြီးရင်ကျွန်တော်ဒီဘက်ကိုအောက်ကိုရွှေ့လိုက်တဲ့အခါမှာကျွန်တော်ဒီပါတယ်ဆိုDC မီလီအမ်ပီယာ50 micro အမ်ပီယာ50 micro အမ်ပီယာတိုင်းလို့ရပါတယ်ပြီးရင် 2.5 မီလီအမ်ပီယာ25 မီလီအမ်ပီယာ25 မီလီအမ်ပီယာ250 မီလီအမ်ပီယာကိုတိုင်းတာလို့ဖြစ်ပါတယ်အားလုံးရှင်းပါတယ်နော်အဲဒီတိုင်းတဲ့အခါမှာကျွန်တော်ဒီခုန DC ဘိုးတိုင်းတဲ့အခါမှာပြောကြတော့ DC ဘိုးတိုင်းတဲ့အခါမှာကျွန်တော်ဒီမှာရှိတဲ့ DC တင်ဂီတာလေးပါပဲဒီမှာဆိုရင်ဥမာ scale ဒီ0 2 4 6 8ဒါဒီ10 scale ကိုပြရခြင်းပါဥမာဆို2နဲ့ပြရင်2 scale ပြ10ဆိုဒီမှာပြခြင်းဖြစ်ပါတယ်ဥမာဆိုပါဆိုဒီမှာဒီဘက်မှာဆိုရင်ကျွန်တော်ဒီမှာဆိုရင်လည်းဒီမှာ10ပါတယ်20ပါ30ပါတယ်40ပါတယ်50ပါတယ်ဒီတိုင်းပဲ50 100 200 250တိုင်းလို့မရဘူးလားရပါတယ်အားလုံးရှင်းပါနော်ဒါ DC ဘိုးတိုင်းလို့ရပါတယ်အားလုံးရှင်းပါ DC ဘိုး scale ဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီခုနမီလီအမ်ပီယာကတော့ကျွန်တော်ဒီမီလီအမ်ပီယာဒီမှာပြခြင်းဖြစ်ပါတယ်မီလီအမ်ပီယာကိုတိုင်းတဲ့အခါမှာကျွန်တော်ဒီအတိအကျမီလီအမ်ပီယာကျွန်တော်ဒီဘက်မှာရှိတဲ့ဟိုပေါ့AC ဘိုးရဲ့အောက်မှာမီလီအမ်ပီယာဘိုးပါပါတယ် AC ဘိုးရဲ့အောက်မှာမီလီအမ်ပီယာပါပါတယ်ပြီးရင်ကျွန်တော်ဒီမီလီအမ်ပီယာပြီးရင်ကျွန်တော်ဒီဒီမှာရှိတဲ့ဘယ်ဒီဒီ1.5 ဘိုးနဲ့9ဘိုးနဲ့တိုင်းတဲ့အခါမှာဗီဒီယိုတိုင်းတဲ့အခါမှာကျွန်တော်ဒီတိုင်းတာတော့ဘိုးမပြပဲဒီမှာရှိတဲ့အနီးစကေးလေးဒီအောက်ခြေမှာရှိတယ်ဒီမှာရှိတဲ့ကိုတို့ဒီမှာရှိအနီးရဲ့ဗယ်ဒီပါတယ်အနီးနှစ်ခုရှိတယ်အစိမ့်ဆိုကောင်းပါတယ်အနီးဆိုရင်အဲ့ဗယ်ဒီမကောင်းတော့ပါဘူးအဲ့လိုရှင်းပါတယ်နော်မီလီအမ်ပီယာတိုင်းမယ်ဆိုကျွန်တော်ဒီမီလီအမ်ပီယာကြည့်တဲ့အခါမှာကျွန်တော်ဒီမှာရှိတဲ့မီလီအမ်ပီယာဒီ scale ဖြစ်ပါတယ်မီလီအမ်ပီယာဒီမှာရှိတဲ့မရှိတယ်ကျွန်တော်ဒီမှာ CEO ဆိုတာအဲ့မှာမီလီအမ်ပီယာဖြစ်ပါတယ်အားလုံးရှင်းပါနော်ဒီဟာဒီကျွန်တော်ဒီမီလီအမ်ပီယာ line ဖြစ်ပါတယ်အားလုံးရှင်းပါနော်ဒီကောင်လေးဒီဘယ်ဟာအားသက်ချက်ကောင်းလဲဆိုတော့ကျွန်တော်ဒီ AC တိုင်းတဲ့အခါရဲ့ကျွန်တော်တို့ရဲ့အုံတိုင်းတဲ့အခါရဲ့ဗီဒီတိုင်းတာဒီပို့ပြီးကောင်းမှန်ပါတယ်ကျွန်တော်တို့ဒီကျွန်တော် digital တိုင်းမှာသာကျွန်တော်ဒီအတိအကျပေါ်မှာဖြစ်ပါတယ်ဒီကောင်လေးတိုင်းတဲ့အခါမှာကျွန်တော်ဒီတိုင်းမဲ့ဟာကျွန်တော်ဒီ AC DCO တိုင်းမဲ့ဥမာဆိုပါ DCO တိုင်းမယ် DCO တိုင်းမှာ ACO ထားမိတဲ့ program ဖြစ်ပါတယ်ဥမာဆိုပါတော့ DCO ACO တိုင်းမှာ DC ပြရင်တော့အန်တယ်မရှိပေမဲ့ကျွန်တော်ဒီDCO ထားပြီးတော့ဥမာဘယ်ဟာပဲဖြစ်ပါဒီ scale တွေမှာဥမာဒီမှာထားလဲဒီမှာထားရင်တော့အဆင်ပြေဒီမှာရှိတဲ့ဒီမှာ into own scale မှာထားပြီးတဲ့ AC တိုင်းမိနဲ့ဖောက်ခနဲ့မီတာလောင်ကျွမ်းနိုင်ပါတယ်အဲကြောင့်ကျွန်တော်ဒီကိုတိုင်းမဲ့ scale ကိုအတိအကျမှန်းဖို့ရည်ကြီးပါတယ်ဟို DC တိုင်းမှာဆိုရင် DC ဘို့ကိုပြထားမှသာမှန်ကန်မှာဖြစ်ပါတယ်တခါကြရင်လူရဲ့သတိမမူဖြစ်တတ်ပါတယ်အဲကြောင့်ကျွန်တော်ဒီပျက်စီးရတဲ့အကြောင်းရင်းဒီဒါချင်းဖြစ်ပါတယ်ဒီထဲမှာအမှားကန်ပစ္စည်းနဲ့ဖြူတော့ပါပေမဲ့ကျွန်တော်ဒီမမှားဖို့အတွက်တိုက်တွန်းပြောဆိုလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ